ငါတို့ဖေရကဆုံလာပြီးနေတော့ကြဖေရဖွားတဲ့နေမြတ်ပါတကယ်ဒီမှာ68တော့တော်မင်းဖာစီအာရဒေဝီမွေးမယ်တော့တက်ပြီးလို့နေပြီးတော့တာကြီးမျိုးနဲ့စီရလာရွေတော်ဘောရမတိတ်တထားတဲ့မိနာမဲ16နှစ်မှာခင်းနေစဲ29မှာတော့ဆွာ6နှစ်ကျင်နေရ35နှစ်ပြီလေတော့တရားတန်းခုကြောလာပြီးကဆုံဗုဒ္ဓဟူဖျားဖြစ်တဲ့နေ့အတူတရားဦးမြတ်သမစ